One Championship ကတော့ကျော်စွာဝင်းရဲ့ပွဲစဉ်ကိုတရားဝင်ထုတ်ပြန်သွားခဲ့ပြီလေဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါသူရစပေါ်ကနေကြိုဆိုပါရစေကျွန်တော်တို့လာမယ့်ဒီ One Championship ရဲ့147ပြိုင်ပွဲအဖြစ်မတ်လ20ရက်နေ့မှာရှင်ပြိုင်ထိုးသက်ရမယ့်ဒါပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒါမြန်မာ Superstar Fighter တူဖြစ်တဲ့ကျော်စွာဝင်းကိုဒါ One Championship ဘက်ကတော့ပွဲထုတ်လာခဲ့ပြီသူရဲ့ပြိုင်ဘက်ကတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့တယ်လို့ပဲဒါကျွန်တော်ဆိုလို့ရှိရင်2ကြိမ်3ကြိမ်လောက်ပြောခဲ့တယ်ပေါ့နော်ဒီစမင်းတန်လို့ခေါ်တဲ့ Thai Fighter ပဲဖြစ်ပါတယ်ဒီဘက်ကကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့ဆိုလို့ရှိရင်လည်းစိတ်နဲ့တူတော့မဟုတ်ပေါ့နော်ကျွန်တော်တို့လာရှေ့မှာဆိုလို့ရှိရင်ဒီဆွန်ရဲတို့ပြီးလို့ရှိရင်မိုးထက်အောင်လို့မြန်မာ Fighter 2ဦးနဲ့ရှင်ပြိုင်ထိုးသက်ခဲ့ဘူးတဲ့အဲ့ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါစမင်းတန်ကမြန်မာ Fighter 2ယောက်ဖြစ်တဲ့ဒါမိုးထက်အောင်ကိုရောပြီးတော့ဒီဆွန်ရက်ကိုပါပေါ့လေဒါအမှတ်နဲ့အနာရရှိအောင်စွမ်းဆောင်ထားရတယ်ဖြစ်ပါတယ်ဆိုတော့မြန်မာ Fighter တွေနဲ့တွေ့တဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်စမင်းတန်ကရလက်ပိုင်းအရာဒါအကောင်းဆုံးတိဆောက်ထားတာကိုလည်းတွေ့ရတယ်ဒီပွဲကကျော်စွာဝင်းအတွက်ဆိုလို့ရှိရင်တော့တော်တော်လေးကိုမှဒီတာဝန်ကြီးသွားတဲ့ပွဲစဉ်မျိုးလို့ကျွန်တော်တို့ကပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျော်စွာဝင်းအနေနဲ့ဒီစာချုပ်ရဖို့ဆိုလို့ရှိရင်လည်းဒီလိုပွဲစဉ်ကလုံးဝကိုမဖြစ်မနေအနာရရှိအောင်ဒါထိုးမှရမယ်ဒုတိယမြောက်ဒါစိန်ခေါ်မှုပွဲစဉ်တွေနဲ့ပြောလို့ရတယ်ဒါကတကန်တာပေါ့လေโอเคနောက်ထပ်အနေထားကတော့ဒီမိုးထက်အောင်တို့ဆွန်ရက်တို့ကစမင်းတန်ကိုရှုံးနေထားတာဖြစ်လို့မြန်မာ Fighter တွေနဲ့တွေ့လို့ရှိရင်ဒါအမြဲတမ်းလို့နိုင်ပါတယ်ဆိုတော့ဒီစမင်းတန်ရဲ့တမိုင်းချောင်းကိုပြောင်းပြန်လှန်ပြရမယ်ပွဲစဉ်ပြောရမယ်ဆိုလို့ရှိရင်မြန်မာ Fighter 2ယောက်ရဲ့ရှုံးချွေးကိုဒီပွဲမှာဒါကျော်စွာဝင်းကဒီပခုံးထမ်းပြီးတော့ခြေဖြစ်ပေးရမယ်ပွဲစဉ်မျိုးလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒါတာဝန်ကြီးတယ်ဆိုပြီးတော့ကျွန်တော်ကပြောတာလည်းဖြစ်ပါတယ်ဒီပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့စမင်းတန်ကအလောက်ထိကောင်းတဲ့ Fighter တွေထဲမှာတော့မပါဘူးမာဂွန်ပိုင်းရဆိုလို့ရှိရင်တော့တော်တော်လေးကမှမြင့်တဲ့ Fighter တယောက်လို့ပြောလို့ရတယ်အကြံမောင်းအားဖြင့်ဆိုလို့ရှိရင်လည်းအလောက်ထိလည်းသူကရှေ့ရထဲမှာမပါဘူးเนาะပြောရမယ်ဆိုလို့ရှိရင်ကျော်စွာဝင်းနဲ့ဒါအလုံးအထည်က side to guide to ပုံစံမျိုးလို့ပြောလို့ရတယ်စမင်းတန်ဒီထိုးတဲ့ပုံစံမျိုးကကြတော့ဒီမွေထိုင်းကစားသမားမွေထိုင်းစစ်စစ်ဆိုရင်ပဲဗျာသူကဒီခြေခံချစ်အပိုင်းတွေမှာလည်းအလောက်ထိထုတ်သုံးနိုင်တဲ့အားကတိတ်ပြီးတော့မရှိဘူးကျွန်တော်တို့ရုပ်ရလုံးဝေးကလာတဲ့ Fighter တွေလိုပဲ boxing ပိုင်းကိုပို့ပြီးတော့အဓိကထားတယ်ပြောရမယ်ဆိုလို့ရှိရင်မာဂုံကိုအသားပေးပြီးတော့ကစားတဲ့ Fighter ပေါ့နော် Thai Fighter ထဲမှာဆိုလို့ရှိရင်တော့ဒီလို Fighter မျိုးတွေကတော်တော်လေးကိုမှရှားတယ်အဲ့လိုပုံစံမျိုးကနောက်ထပ်ဒီစူရီယန်လက်တို့လည်းရှိတာပေါ့နော်အဲ့ဆိုတော့စမင်းတန်နဲ့ဒီစူရီယန်လက်ဆိုရင်စူရီယန်လက်ကတော့မှပို့ပြီးတော့ကျန်းတယ်ပို့ပြီးတော့ကောင်းတဲ့အနေအထားမျိုးလို့ကျွန်တော်တို့ကပြောလို့ရတယ်ပေါ့နော်ဆိုတော့စမင်းတန်ကဒီမာဂုံပိုင်းအရာမြင့်တယ်ပြီးတော့ body ပိုင်းအရာဆိုလို့ရှိရင်လည်းဒီဘက်ကတော်တော်ကြီးကိုမှဗျာ body ပိုင်းကတော်တော်လေးတိဆောက်ပုံကောင်းတယ်ကြက်ကြက်လက်လက်နဲ့အဲ့လိုပုံစံမျိုးပေါ့နော်ဒီကြိုက်ခံမှုအပြည့်ရှိတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကမြင်တွေ့ရပါလဲဖြစ်ပါတယ်ဒီထိုးသက်တဲ့စတိုင်းဆိုလို့ရှိရင်လည်းဒါကြော်စွာဝင်းတွေကတော့လုံးဝကိုအံဝင်ခွင်ကြဖြစ်တဲ့ Fighter ဒါတူတင်ကိုတင်ဆိုင်ထိုးရမယ်ပွဲစဉ်ပေါ့နော်ဘသူကတိကျအောင်ထိုးနိုင်လဲပြီးတော့ဒီ power ပိုင်းအရာဘသူကပို့ပြီးတော့ဒီထိုးချက်ပိုင်းပါဗျာ power ဘသူကပို့ပြင်းလဲပြီးတော့ခံနိုင်ရင်ဘသူမြင့်လဲဆိုတဲ့အနေအထားမျိုးကဒီပွဲမှာဒါအဆုံးဖြတ်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ကြော်စွာဝင်းအတွက်ဆိုလို့ရှိရင်အရန်ကြီးတော့လည်းခက်ခဲတဲ့Fighter ထဲမှာတော့မပါဘူးဘာဖြစ်လဲဆိုတော့ဒီလက်ရှိကျော်စွာဝင်းရဲ့ body အနေထားကလည်းတော်တော်ကြီးကိုမှမိုက်တယ်ပေါ့နော် strong ဖြစ်တယ်တော်တော်လေးကိုမှမာကျောတဲ့အနေထားမျိုးတွေရှိတယ်ပြီးတော့လက်သီးပါဝါကြီးကတော်တော်ကြီးကိုကြောက်ဖို့ကောင်းတယ်ပေါ့နော်စမင်းတန်အနေနဲ့ဘလောက်ပဲမာတယ်ပြောကျော်စွာဝင်းရဲ့ဒီထိုးချစ်ပိုင်းထိချစ်ပိုင်းတွေက3-4ချက်လောက်ဆင်ပြီးတော့ထိုးခံရမယ်ဆိုလို့ရှိရင်လုံးဝကိုလဲကျသွားမယ်နော်ဒေါင်းကျသွားတဲ့အနေထားမျိုးတွေကိုကျွန်တော်တို့ကမြင်တွေ့သွားရနိုင်တယ်ဒီလက်ရှိဖက်တက်မှာကျော်စွာဝင်းနဲ့ဒီလိုရှိနေတဲ့မြန်မာ Fighter စော်တဲ့နဲ့ဒီစမင်းတန်ထိုးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်အဲ့ဒီပွဲစဉ်ကဒီပညာပိုင်းအရာပို့ပြီးတော့အားပြိုင်ခဲ့တယ်ထိချက်ပိုင်းအရာဆိုလို့ရှိရင်ပြီးတော့ကစားပုံအားဖြင့်ဆိုလို့ရှိရင်တော့အဲ့ဒီပွဲမှာဆွန်ရက်ကပို့ပြီးတော့လုံးပြနိုင်ခဲ့တယ်ပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်အဲ့ဒီပွဲမှာဆိုနည်းနည်းလေးတောင်မှဆူသွားတယ်ဗျဆွန်ရက်ကိုယ်တိုင်တောင်မှဒီရှုံးနေသွားတဲ့အနေအထားမျိုးမှာအန်အော်ပြီးတော့စိတ်ပြစ်ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဆိုတော့ဒီဆွန်ရက်တောင်မှဗျာအများကြီးဒီလိုမျိုးလုံးပြနိုင်ခဲ့တယ်ဆိုလို့ရှိရင်ကျော်စွာဝင်းကဘာလို့မလုံးပြနိုင်ရမှာလဲဘာဖြစ်လဲဆိုတော့ကျော်စွာဝင်းရဲ့လက်ရှိအနေအထားကအကောင်းဆုံးပုံစံပြီးတော့အကောင်းဆုံးနီးစနစ်တွေပြီးတော့လက်သီးပါဝါကလည်းအရန်ကိုပို့ပြီးတော့ကောင်းလာတယ်တိကျမှုပိုင်းကလည်းပို့ပြီးတော့မိုက်တယ်ပေါ့နော်အဲ့လိုပုံစံအနေအထားမျိုးဆိုတော့တေးချတယ်ဗျာဒီပွဲမှာကျော်စွာဝင်းနေနဲ့အကောင်းဆုံးပုံစံတော့လောက်ပြနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်โอเคနောက်တစ်မှာတော့ဒီပွဲရဲ့အနေအထားလေးတွေကိုကျွန်တော်ထပ်ပြီးတော့ပြောမယ်ပြီးတော့ကျော်ကြီးရဲ့ပြိုင်ပဲစမင်းတန်ရဲ့ပွဲစဉ်တွေကျွန်တော်ပြန်ပြီးတော့
လုပ်ပေးသွားမယ်ပေါ့နော်။ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့ကြော်စွာဝင်းနေနဲ့ရလက်ကောင်းတွေကိုယူပြနိုင်မလား brother တို့ကဘယ်လိုမျိုးမြင်လဲပေါ့နော်ကိုယ့်ရဲ့အမြင်လေးကို comment လေးမှာချပြီးတော့ရေးခဲ့ပါအောင်ဗျ